အဖွဲ့ချုပ်ခေါင်းဆောင်ဦးတင်ဦးဦးဝင်းတင်တို့နဲ့အတူရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ဝင်တွေဗဟိုမျိုးသမီးအဖွဲ့ဝင်တွေနဲ့လူငယ်အဖွဲ့ဝင်တွေဟာရန်ကုန်တိုင်းလှိုင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်ရုံးနေမှာနိုင်ငံရေးကျင်းသားမိသားစုဝင်တွေကိုမနက်10:00 နာရီခွဲကတွားတွေ့ဆုံခဲ့တာပါ။ဒီမှာနှစ်စီကြီးတွေကြားတယ်။နှစ်စီတွေမဟုတ်သေးဘူး။သူတို့ကနှစ်ချက်ကောင်းဇက်နာအောင်ဆိုတော့အကျဉ်းသားတွေတမျိုးစီမူကြီးလက်ပို့မြို့နယ်အဖွဲ့ချုပ်ရုံးနေမှာလှိုင်မြို့နယ်အတွင်းကနိုင်ငံရေးယုံကြည်ချက်ကြောင့်ကျင်းပခံနေရတဲ့ကျိုင်းတုံထောင်ကဦးစောစစ်တွေထောင်မှာကျင်းပခံနေရတဲ့ဦးသိန်းဆွေဟင်္ဒရာထောင်ကဦးတန်းစောရွှေဘိုထောင်မှာကျင်းပခံနေရတဲ့မရင်ဝိုင်းနဲ့နယ်ဝေးထောင်တွေမှာကျင်းပခံနေရတဲ့ဦးရဲထွန်းစောကိုမျိုးတန့်ကိုရွှေကျိုးကိုထွန်းငွေထွန်းဦးမောင်စိန်တို့ရဲ့မိသားစုဝင်တွေကိုတွဲဆုံအားပေးစကားပြောကြားပြီးလက်ဆောင်ပစ္စည်းတွေပေးအပ်ခဲ့ပါတယ်အဲဒီနေ့နေ့လယ်တနာရီမှာပဲလှိုင်သာမြို့နယ်စစ်ရက်ကွက်အောင်မင်းကောင်လမ်းနေမှာနိုင်ငံရေးယုံကြည်ချက်ကြောင့်ကျင်းပခံနေရတဲ့မြေဩဇာအဖွဲ့မှကိုတေစာဆိုကိုထွန်းလင်းအောင်ကိုစရာဦးနဲ့ကိုနိုင်ဝင်းတို့ရဲ့မိသားစုဝင်တွေနဲ့တွေ့ဆုံအားပေးစကားပြောကြားပြီးလက်ဆောင်ပစ္စည်းတွေပေးအပ်ခဲ့ပါတယ်အဲဒီနောက်လှိုင်သာမြို့နယ်စစ်ရက်ကွက်လက်ဝဲတုံတရနှစ်လမ်းနေမှာနေထောင်သီးသီးမှာကျင်းပခံနေရတဲ့ဦးတန်းစင်မျိုးဒေါ်လလမော်ဦးတင်ယူဦးတန်းစော်မြင့်ဦးထွန်းထွန်းဦးမျိုးကျော်စင်ဦးအောင်ကျော်မိုးဦးဝင်းမြင့်ဦးကန့်မြင့်ဦးကျော်စိုးဝင်းနဲ့ဦးစန်းနိုင်တို့ရဲ့မိသားစုဝင်တွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်အကျဉ်းသားမိသားစုဝင်တွေကအကျဉ်းထောင်တွင်အခြေအနေတွေကိုတင်ပြပြောဆိုကြရာမြင်းကြံထောင်မှာထောင်ဒဏ်8 နှစ်ခွဲကြာခံနေရတဲ့ဒေါ်လလမော်အစာအိမ်ယောဂါကြောင့်အစာမစားနိုင်ပဲဖြစ်နေပြီးတထုံထောင်မှာထောင်ဒဏ်9 နှစ်ခွဲကြာခံနေရတဲ့ဦးတင်ယူလေပြတ်ဝေဒနာခံစားနေရတဲ့အကြောင်းအဖွဲ့ချုပ်ခေါင်းဆောင်တွေကိုတင်ပြပြောဆိုခဲ့ပါတယ်ခင်ဗျာ